ကျေးဇူးများတင်ပါတယ်ဝင်းပပအောင်လိုက်ကိုပြည်လို့ဒုတိယအကြိမ်စွငွေ9သိန်းကျပ်မန္တလေး22လမ်းပွဲနောက်24မှာနောက်ဆက်ချောင်းတပင်မြို့တော်မှာတပင်ညာရှင်တွေစီကူမြဝင်ရင်ကျမ်းမာနေပြီပါပြုလုပ်ပြီးပါတော့ကျွန်တော်တို့တောင်းပန်နေနေလို့နေတာဖြစ်တယ်ဒီဇိုင်နာအေးအေးတွေ AAT ဖက်ရှင်မှာဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်အခုကမှတရားအမျိုးဒီနေ့ဆိုကျေးဇူးများတင်ပါတယ်ဟောဒါဘိန်းလေးစီးပြီးတော့ကျွန်တော်မနေ့ကနေလည်းကိုပြန်အောင်ဒါလေးမှလည်းနေဟောအဲဒီလေးတော့ဝေးမှာဒီစရိယဆောက်တော့ဘိန်းလေးလမ်းကြောင်းနဲ့ဟေးဘိန်းလေးဘိန်းပါဒီကနေ့လည်းဆိုရရဆိုရင်စီးဖို့နေတာလေတိုင်းကိုညာကြီးနေပြောတယ်အော်ဒါမျိုးလာပြောတော့ဘူးအဲ့ဒါလို့ဆိုတော့ပတ်သက်နေပြန်ပြောမှာလေပါလို့ဆိုဆိုပေးပါယူအောင်ကဲဒါတော့ဘိန်းလေးနဲ့ဆိုတော့ရှင်ဒူလေးအဲ့ဒီဆိုတော့ဒီပြည့်နေတော့ရှင်ဒူလေးကျေးဇူးများတင်ပါတယ်ဝင်းပပအောင်လိုက်ကိုပြည်လို့ဒုတိယအကြိမ်စွငွေ9သိန်းကျပ်မန္တလေး22လမ်းပွဲနောက်24မှာနောက်ဆက်ချောင်းတပင်မြို့တော်မှာတပင်ညာရှင်တွေစီကူမြဝင်ရင်ကျမ်းမာနေပြီပါပြုလုပ်ပြီးပါတော့ကျွန်တော်တို့တောင်းပန်နေနေလို့နေတာဖြစ်တယ်ဒီဇိုင်နာအေးအေးတွေ AAT ဖက်ရှင်မှာဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်အခုကမှတရားအမျိုးဒီနေ့ဆိုကျေးဇူးများတင်ပါတယ်ဟောဒါဘိန်းလေးစီးပြီးတော့ကျွန်တော်မနေ့ကနေလည်းကိုပြန်အောင်ဒါလေးမှလည်းနေဟောအဲဒီလေးတော့ဝေးမှာဒီစရိယဆောက်တော့ဘိန်းလေးလမ်းကြောင်းနဲ့ဟေးဘိန်းလေးဘိန်းပါဒီကနေ့လည်းဆိုရရဆိုရင်စီးဖို့နေတာလေတိုင်းကိုညာကြီးနေပြောတယ်အော်ဒါမျိုးလာပြောတော့ဘူးအဲ့ဒါလို့ဆိုတော့ပတ်သက်နေပြန်ပြောမှာလေပါလို့ဆိုဆိုပေးပါယူအောင်ကဲဒါတော့ဘိန်းလေးနဲ့ဆိုတော့ရှင်ဒူလေးအဲ့ဒီဆိုတော့ဒီပြည့်နေတော့